အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကိုနေဝေတို့ပြောင်းမှုကင်းရေတင်ရင်းနဲ့ဘယ်သူမှစပွန်ဆာမရှိတဲ့အတွက်အင်အားအမေထည့်ပေးလိုက်တဲ့ထမင်းကိုပဲစားတဲ့ဘလော်လေးဖြစ်ပါတယ်အညာကတကယ်ကြီးမင်းနဲ့ကိုနဲ့ဝေးခဲ့ကြဒီမှာဆယ်လကိုစိုက်ခင်းကရွာရှိဘက်ကလျက်မှာပဲရှိတဲ့အတွက်ဆိုင်ကယ်လေးနဲ့ပဲတွားလိုက်ပါတယ်ဗျကြာရှည်ကြာခဲ့ပြီဖြစ်ချင်းတတိယပါတဲ့ကွယ်ရွှေလာရဲ့သားတဲ့ဝိုင်းပြေတလေးစဘာနဲ့ကောက်ဆွာရေးပြောပြတဲ့ပုံမြေတလေးပြန်လဲတွေးတော်ရင်မအိမ်နိုင်မှာမိုးစင်လေးစိုက်ခင်းတဲ့ချောင်းတွေကနည်းနည်းလှမ်းတဲ့အတွက်စိုက်ခင်းထဲမှာပဲရေတွင်းတစ်ခါတည်းတူးထားလိုက်တာပါဗျဝတန်ကာလာမိုးကြရာသည့်အတွင်းကောက်ပင်မျိုးတွေစိတ်ဆိုးရှုရင်ကြည်ရင်မျောရင်ပျော်လိုက်မည်ဖြစ်ချင်းပုပ္ပါတောင်ညိုနဲ့တခုအတွင်းဒါကတော့စက်မှာပါတဲ့ original ကျိုးပြတ်သွားတဲ့အတွက်ကိုနီကိုဟန်နဲ့ဆက်ကိုရအောင်နှိုးမှာပဲဖြစ်ပါတယ်ထနောင်းမင်းချီမိုးခိုခဲ့ရသည်ပြန်လဲတွေးတော်ရင်မအိမ်နိုင်မှာမိုးစင်စင်လေးအမတ်ရစေသတိရစေကိုအဖြစ်ကဒီလိုပါပဲအညာကတငယ်ချင်းပြောင်းမှုကပင်ပေါက်ပါသွားတဲ့အတွက်ခန်းညင်တဲ့တခြားအသီးပင်စားပင်တွေကိုလည်းပြည့်ညက်အနေနဲ့စိုက်ထားပါသေးတယ်ဝတန်ကာလာမိုးကြရာသည့်အတွင်းအခုခေတ်ဒီနံတွေကတက်မရောစာကလည်းမတုံးမဖြစ်တုံးရတာဆိုတော့တက်မရောစာလည်းတုံးရသေးတယ်ပြု။ဘာတက်မရောစာလဲဆိုတာကတော့ကျွန်တော်ကိုစပွန်ဆာပေးမထားတဲ့အတွက်မပြောပြတော့ပါဘူး။စပွန်ဆာပေးတဲ့လူတွေရှိနေဆိုင်တာကျွန်တော်ပြောပြပါမယ်ဗျ။တိမ်မဲညိုစီမိုးရွာတော့မယ်ပြင်းတဲ့ခေမြေရရုံဖြင့်ထနောင်းမင်းချီမိုးခိုခဲ့ရသည်ပြန်လဲတွေးတော်ရင်မအိမ်နိုင်မှာမိုးစင်စင်လေးအမတ်ရစေသတိရစေကိုအဖြစ်ကဒီလိုပါပဲအညာကတငယ်ချင်းတပေါင်းရွက်ကြွေမြေမှာစီຫນွေတင်းငှက်ရှင်သက်ဝင်သချင်းတပေါင်းရွက်ကြွေမြေမှာစီຫນွေတင်းငှက်ရှင်ကျွန်တော်ရဲ့အနာဂတ်စိတ်ကူးအတွက်လည်းနှစ်ရှည်ပင်တွေကိုကျွန်တော်ဒီခင်းထဲမှာတစ်ခါတည်းထပ်ဆိုင်ထားပါတယ်ဗျနောက်တစ်ချိန်ကြလို့ရှိရင်ကျွန်တော်ကဒီနေရာမှာခြံလေးစောက်ပြီးတော့ ACC လေးဘွားကိုဖြတ်တမ်းမှာပေါ့နော်ဒါကျွန်တော်ရဲ့အနာဂတ်ပလန်ပါပဲဗျပြန်လာခြင်းနဲ့တကယ်ကြီးပြန်လာခြင်းနဲ့တကယ်ကြီးတို့ရေးမဲ့မဖြစ်နိုင်သေးတဲ့အခင်းစမိတ်ခါအားကိုတင်းအခက်ခဲဆိုသမျှကိုကဖြတ်ကျော်နေဆေးလိတ်လေးကိုမြင်တာနဲ့ကိုနေဝေးကဘယ်နေတာလဲဆိုတာသိတဲ့လူတွေသိကြပါလိမ့်မယ်လက်ပံပွင့်ရင်တိုင်းအခုကတော့ကျွန်တော်မှာဘာစပွန်ဆာဘာကြော်ညာမှလည်းမရှိဘူးဆိုတော့အိမ်ကအမေထည့်ပေးလိုက်တဲ့ထမင်းတောင်းလေးကိုပဲ
စားမှာပေါ့နော်ဟုတ်ကဲ့ လို့ကိုယ်ကလေးမပြတ်ပါပေးဆက်အားနှင်းတို့မဟုတ်ပါရင်သဲစီဒီတပေါင်းပွဲဖြစ်လျက်ဖြစ်ချင်းတေကြောသိပေးစာရေးပါနော်ကိုငယ်ရင်တငယ်ချင်းအညာကတငယ်ချင်းချစ်ခင်ကြွားရင်ပေါင်းဖော်တည်းအညာကတငယ်ချင်းမင်းနဲ့ကိုယ်နဲ့ဝေးခဲ့ကြဒီမှာဆယ်လကိုယ်တည်းအချိန်အားဖြင့်ကြာတော့ကြာရှည်ကြာခဲ့ပြီဖြစ်ချင်းတတိယပါတဲ့ကွယ်ရွှေလာရဲ့သားတဲ့ဝိုင်းပြေတလေးစပါးနဲ့ကောက်ဆွာရင်ပြောပြတဲ့ပုံမြင်တည်းပြန်လဲတွေးတော့ရင်မအိမ်နိုင်ပါမိုးစီ ကဲအခုတော့ညနေဆောင်လို့တောပြန်ချင်းလည်းရောက်ပြီးသူများတွေလည်းပြန်ကြပြီဆိုတော့ကျွန်တော်လည်းပြန်ရတော့မယ်ဗျာအားလုံးပဲဆုံးဖြတ်ကြည့်ပေးကြတဲ့တူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ဗျာ လာ